ကိုယ်အနေနဲ့အကျွေးကင်းကင်းနဲ့နေနိုင်ဖို့ဆိုရင်ဒီနှစ်ချက်အရေးကြီးပါတယ်အားလုံးမင်္ဂလာပါတချို့လာဆွေးနွေးကြတာရှိတယ်သူအနေနဲ့ပတ်စံနေတော့ဝင်နေတယ်ဘယ်ရောက်လို့ရောက်မှမသိဘူးနောက်အကျွေးပတ်ချလဲနေတယ်ဒီဝင်ငွေထွက်ငွေကောင်းကွန်ထရိုးမလုပ်နိုင်စသဖြင့်ပေါ့နော်ဆွေးနွေးကြတာရှိတယ်ဟိုတော်တော်များများအကျွေးနဲ့မကင်းတဲ့အခြေအနေနဲ့ကြုံကြတယ်အထူးသဖြင့်တော့ကျွန်တော်လာစားတစ်ခုတည်းနဲ့ပေါ့နော်ဒီရက်တည်နေတဲ့သူတွေမှာဒါမျိုးတွေကြုံရတတ်တယ်သူဒီဝင်ငွေတစ်ခုရတယ်သူဒီအကျွေးနဲ့ယူထားတဲ့ဟာတွေအတွက်သူပြန်ဆက်လိုက်ရတယ်300ရှိတာ3တယ်ပြီးရင်ကျွန်တော်တို့ saving မလုပ်နိုင်ဘူးအနည်းဆုံးတော့ emergency fund လို့ဟာမျိုး rainy day fund လို့ဟာမျိုးသူမစုဆောင်းနိုင်ဘူးဒီလိုပဲဝင်ငွေရတဲ့အကျွေးဆက်တဲ့ပြန်သုံးတယ်စသဖြင့်ဒီလိုနဲ့ကျွန်တော်တို့ဒီကြွက်ပြေးလန်းခေါ်တာပေါ့နော်ဒီမှာပဲဒီကြွက်ပြေးလန်းမှာပဲကျွန်တော်တို့ကရသုံးနဲ့လဲနေတဲ့လူတွေရှိတယ်အကျွေးကင်းဖို့ဆိုရင်အခြေခံပြနှစ်ချက်ပဲပထမတစ်ချက်ကပါလဲဆိုတော့ဝင်ငွေပို့ပြီးတိုးအောင်လုပ်အကျွေးပြဿနာကြုံနေရတဲ့လူအများစုမှာအဓိကအဖြစ်တော့ဝင်ငွေနည်းတဲ့သူမှာပိုကြုံရတယ်ကျွန်တော်ဝင်ငွေများတဲ့သူတွေမှာလည်းအကျွေးကတော့မရှိမှရှိတယ်ဒါပေမဲ့ဝင်ငွေနည်းတဲ့သူတွေမှာပို့ပြီးတော့တည်တာတယ်ဘာလို့ဆိုတော့သူ့ဝင်ငွေကသူ့ရဲ့လူနေမှုပုံစံအတွက်မလုံလောက်ဘူးဆိုရင်ပေါ့နော်ချီရငှားရတာတွေရှိတယ်အထူးသဖြင့်နီးစပ်ရကျွန်တော်တို့အတိုးကြီးကြီးနဲ့ရှောက်ရှိတယ်ဒီကနေအတိုးတွေနဲ့ပြန်ဆက်ရတယ်မပစ္စည်းတစ်ခုလိုပြီးဆိုရင်ကျွန်တော်တို့အကျွေးနဲ့ဝယ်ရလုံးနေနဲ့ကျွန်တော်တို့ရစ်ကြနေနဲ့ဝယ်တာရှိတယ်ပြီးရင်ဒီအတိုးတွေနဲ့ကျွန်တော်ပြန်ဆက်ပြီးတော့ပေးတင်ပေးထိုက်တဲ့ပမာဏမျိုးမဟုတ်ဘဲနဲ့ပို့ပေးနေရတာတွေရှိတယ်ပေါ့ဒီလိုလုံးနဲ့ချတယ်လိုက်နေတတ်တယ်အဲ့တော့ဝင်ငွေတိုးဖို့ဆိုရင်အဓိကအဖြစ်တော့ကျွန်တော်အများတန်းပြောနေကြအတိုင်းပဲဝင်ငွေလမ်းကြောင်းတစ်ခုတည်းနဲ့မရက်တည်ပါနဲ့ကိုဒီ professional ဝန်ထမ်းတယောက်အနေနဲ့ကိုရက်တည်တယ်လစာတစ်ခုရတယ်ဒီလစာတစ်ခုတည်းနဲ့မရက်တည်ပဲတခြားကိုဘာတွေချလို့ရတယ်ကျွန်တော်ဒီဘက်ခက်မှာပို့ပြီးတော့လွယ်လာတယ်တခြား income stream တွေကျွန်တော်တို့ fund တီးလို့ရတယ်ထားပါတော့ online ကနေပြီးတော့ဒီ monetization ဝင်ငွေကြော်ညာဝင်ငွေဒါတွေနဲ့ရက်တည်မလားဒါမှမဟုတ်ဒီစာရေးတဲ့အလုပ်တင်နန်းပေးတဲ့အလုပ်ဒါမျိုးတွေနဲ့ရက်တည်မလားအစသဖြင့်ကျွန်တော်တို့ဝင်ငွေရှာလို့ရတဲ့နီလန်းတွေဒီ site project လုပ်လို့ရတယ် part time လုပ်လို့ရတဲ့နီလန်းတွေဒါအများကြီးရှိတယ်။ဟောတချို့ဆိုရင်ဗီဒီယိုရိုက်ကွေးလုပ်တယ်သူ့ရဲ့ဒီကိုပိုင်ချိန်တွေရုံးပိတ်ရက်တွေမှာသူလှိုက်ပြီးတော့မှရိုက်ကွေးလုပ်တယ်သူဒီကနေပြီးတော့လည်းဝင်ငွေရနိုင်တယ်တချို့ဆိုရင်ဒီ design ပညာတတ်တယ်ကိုယ့်ရဲ့ personal time မှာ design service ပေးပြီးတော့ဝင်ငွေရှာနေတဲ့လူတွေရှိဒီလိုပဲစသဖြင့်ကျွန်တော်ပုံစံမျိုးမျိုးနဲ့ဝင်ငွေရှာလို့ရတယ်ပေါ့နော်အရေးကြီးတာကဒီဝင်ငွေတန်းကြောင်းတစ်ခုတည်းနဲ့မရက်တည်ပဲနဲ့ multiple income stream တွေပေါ့နော်တခြားဝင်ငွေလမ်းကြောင်းတွေလည်းကျွန်တော်ဖန်တီးဖို့လိုတယ်ဒါဆိုလို့ရှိရင်တော့ဒီဝင်ငွေနည်းလို့ဒီအကျွေးပတ်နေတဲ့ပြဿနာဒါတော်တော်လေးပြည်လည်သွားနိုင်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကတော့ကိုယ်မှမရှိတာအောင်မသုံးနဲ့အထူးသဖြင့်တော့ကျွန်တော်တို့ကိုယ့်ရဲ့အသုံးစရိတ်ဒီကိုယ့်ရဲ့ဝင်ငွေထက်များနေဖို့လိုတယ်ကျွန်တော်တို့တချို့ဝင်ငွေတော့ကောင်းတယ်ဒါပေမဲ့သူ့ရဲ့အသုံးစရိတ်ကိုကျွန်တော်တို့ကစီးနကန်နဲ့မသုံးနိုင်တာရှိတယ်မှာတချို့ဆိုရင်ကြိုပြီးသုံးနေတယ်ကျွန်တော်ဝန်ထမ်းလောကမှာရှိတယ်ပြတ်တုံးလက်တုံး23ကျွန်တော်တို့ကသူ့မှာသူ့ရဲ့ဝင်ငွေကောင်းကောင်း control မလုပ်နိုင်တဲ့အခါအသုံးစရိတ်တွေတိတ်များနေတဲ့အခါလမကုန်သေးနောက်ထပ်လစာမရသေးသူကပတ်စံပြတ်နေပြီ300ပြတ်နေပြီဆိုဘာလို့ရလဲဆိုတော့ကျွန်တော်တို့လိုက်ချီပြီးတော့သုံးရတယ်အဲ့တော့လစာရလာတယ်ရှေ့မှာပြောခဲ့သလိုပဲလစာရတာနဲ့ခုနချီးထားတဲ့အကျွေးကိုအရင်ဆက်ရတယ်ပြီးမှသုံးတယ်ဒီလိုပဲကျွန်တော်တို့ကလှလဲလောက်ရောက်လာပြီဆိုရင်ပြဿနာတက်ပြီကျွန်တော်ဝန်ထမ်းလောကမှာရှိပါတယ်လစာထုတ်ပေးရင်ပထမတစ်ပတ်နှစ်ပတ်လောက်လက်ထက်မှာပတ်စံရှိတယ်ဒါပေမဲ့လှလဲလောက်ဆိုရင်ပြဿနာတက်လာပြီဘာလို့လဲဆိုတော့အဲ့ပထမတစ်ပတ်နှစ်ပတ်မှာကျွန်တော်တို့ကိုယ့်ရဲ့ဒီလစာကိုကောင်းကောင်း control မလုပ်နိုင်တာလက်ထက်ပတ်စံရလာပြီဘာလို့လဲဆိုတော့အဝယ်ချင်းချမ်းကျင်တယ် shopping center လေးပြေးခြင်းတယ်ကျွန်တော်တို့တစ်ခါထားလို့မလို့ကျွန်တော်ရှောက်ဝယ်တတ်တယ်တချို့ဆိုရင်အလားသာထုတ်ပြီးဆိုတာနဲ့ဒီလော့ဘော်ကမျိုးတွေနဲ့စုပြီးတော့ဘီယာဆိုင်ထိုင်တာမျိုးကျွန်တော် restaurant မှာသွားစားတာမျိုးဒါတွေကလည်းကျွန်တော်တို့မှပုံမဖြစ်နေကြအကျင့်တွေဖြစ်နေတယ်ပေါ့တကယ်တမ်းတော့ကိုယ့်ရဲ့ဝင်ငွေနဲ့အသုံးစရိတ်ကိုချိန်ဖို့လိုတယ်ချိန်ဖို့လိုကိုဒီဝင်ငွေကောင်းနေသုံးလို့ရတယ်ပြဿနာမရှိဘူးကိုဝင်ငွေနဲ့ချိန်ပြီးတော့ကျွန်တော်တို့ကောင်းအောင်သုံးလို့ရဒါမှမဟုတ်ကိုမှဝင်ငွေနည်းနေတယ်ဆိုရင်ကျွန်တော်သူများသုံးတိုင်းရှောက်သုံးတာနဲ့စာကိုဝင်ငွေနဲ့ကိုချိန်ဖို့လိုတယ်ဆိုတော့ပြန်ချုပ်ရရင်ဒါအကျွေးကင်းတဲ့ဘဝကိုတိဆောက်ဖို့ဆိုရင်ဒီနှစ်ချက်အရေးကြီးတယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေကျွန်တော်ပို့ပြီးတော့တိုးပေါင်းလုပ်နေဖို့လိုတယ်ဝင်ငွေနည်းတဲ့လူတွေမှာကြုံရတဲ့ဒီအကျွေးပြဿနာဒါကိုကျွန်တော်တို့ရှင်းဖို့လိုတယ်နောက်တစ်ခုကတော့ကိုယ်မှမရှိတာအောင်မသုံးဖို့အထူးသဖြင့်တော့ကျွန်တော်တို့မလူလားအပ်တဲ့ကိုယ်ဝန်တော့မို့ဖြစ်စေတဲ့အကျွေးတွေဒါမသုံးမိဖို့အင်ပန်ရေးကြည့်ပါတယ်ဝချင်းနဲ့ပတ်သက်လို့ထဲထဲဝင်ဖတ်ရှုလေ့လာခြင်းနဲ့ဆိုတော့ကျွန်တော် master ရွတ်မှနေစာအောင်မှာဖတ်ရှုလေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်